သားတို့တဲ့သမုဒ္ဒရာထဲမှာမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိပ်ကမ်းတစ်ကောင်ရှိတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိပ်ကမ်းကြီးကသမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကိုနှစ်100ရှိမှတစ်ကြိမ်ပဲတက်တယ်နှစ်100မှတစ်ခါပဲပေါ်တယ်ပေါ့သူကအဲ့ဒီသမုဒ္ဒရာထဲကိုအပေါက်တစ်ပေါက်ရှိတဲ့တဘိုးပြားတစ်ချောင်းကိုပြစ်ချလိုက်တယ်တဘိုးပြားဆိုတော့ရေပေါ်မှာပေါ်လောနဲ့လေငင်ရာလှိုင်းပုတ်ရာကိုမျိုးချင်းရာမျိုးမှာပေါ့ဥတီခြင်းမရှိအဲ့ဒီတဘိုးပြားရဲ့အပေါက်ထဲကိုမျက်စိနှစ်ဖက်ကန်းနေတဲ့လက်ရဲ့ခေါင်းဟာစွတ်မိဖို့ဆိုတာလွယ်ကူသလားလို့မေးတာအဲ့တော့ယဟန်တော်တွေကမလွယ်ပါဘူးဗျာတဲ့သမုဒ္ဒရာကြီးကလည်းအကျဲကြီးလေကမ်းကြီးကလည်းရေထဲမှာသွားခြင်းရသွားမယ်ပြီးတော့ပေါ်တာကလည်းနှစ်100ကျမှတစ်ချိန်ပဲပေါ့ပဲဒီတဘိုးပြားရဲ့အပေါက်ရှိတဲ့တဘိုးပြားကလည်းလွင့်ခြင်းလွင့်မျောခြင်းမျောမယ်ဘယ်အချိန်မှသူတို့နှစ်ခုတိုက်ဆိုင်မယ်ဆိုတာကတော်တော်ကိုခံမှန်းရခက်တဲ့ကိစ္စမလွယ်ပါဘူးဗျာတဲ့အဲ့ဒီမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လေကမ်းကြီးတဘိုးပြားကိုစွတ်မိဖို့မလွယ်ပါဘူးတဲ့အဲ့ဒီဥပမာတိုင်းပဲချင်းသားတို့တဲ့အကယ်၍အပယ်၄ပါးဆိုတာကိုရောက်သွားပြီဆိုလို့ရှိရင်တဲ့အဲ့ဒီအပယ်၄ပါးကပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာအင်မတန်ခဲရင်နေတဲ့အဲ့ဒါကိုပြောခြင်းလို့အဲ့ဒီဥပမာကိုပေးတာဘာဖြစ်လို့အပယ်ဘုံရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်တယ်လို့ပြောရတယ်လဲဆိုလို့ရှိရင်အပယ်ဘုံဒီနိုင်ရာစားဖြစ်တယ်တဲ့ကုသိုလ်ဖြစ်ခွင့်သိပြီးတော့မရှိဘူးအကုသိုလ်တွေနဲ့ပဲအချိန်ကုန်တဲ့ဘုံဘဝဘုံဌာနမျိုးဖြစ်တယ်ဒါကြောင့်အင်မတန်ညှဉ်းနှွမ်းတဲ့အင်မတန်ရုပ်ညံ့တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာတော်တော်ကြီးကိုခဲရင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပထမသုတ်တံမှာအဲ့လိုဟောတာဒုတိယသုတ်တံကျတော့အဲ့လိုမဟုတ်အဲ့ဒီလိပ်ကမ်းနဲ့ထိုးပြားပေါက်ကတော့တူတယ်နော်လိပ်ကမ်းကလည်းသွားခြင်းရသွားမယ်ထိုးပြားပေါက်ကလည်းမျောခြင်းရမျောမယ်နှစ်ပေါင်း100ကျမှလိပ်ကရင်မျက်နှာပြင်ပေါ်ကိုတက်မယ်သူတို့တွေ့ပြီးတော့စွတ်မိဖို့ဆိုတာအကြောင်းညီညွတ်မှတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တဲ့ကိစ္စအဲ့မှာမြတ်စွာဘုရားဘာဆက်ပြောလို့ဆိုချက်သားတို့တဲ့လောကကြီးမှာလူအဖြစ်ကိုရဖို့ဆိုတာတကယ်ကိုအကြောင်းညီညွတ်မှရတာပါတဲ့ဟောသောတော်တော်ကအပေလေးပါးကရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်းတယ်ဆိုတာကိုဥမာပေးတာနော်အခုကကြတော့ဘာတော့လူဘဝရဖို့ဟာအဲ့ဒီလိပ်ကမ်းကြီးဟာထိုးပြားပေါက်ကိုစွတ်မိဖို့ထက်ခဲရင်းတယ်ဆိုတဲ့အဓိပ္ပာယ်နော်လူဘဝဟာလည်းပဲအကြောင်းညီညွတ်မှရနိုင်တာဖယားအဖြစ်ဖယားပွင့်တယ်ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှပွင့်နိုင်တာခဲရင်လွန်းနေပေါ့နော်အဲ့လိုဖယားပွင့်ပြီးတော့ဒီဓမ္မဝိနည်းကိုနာကြားခွင့်ရဖို့ဓမ္မဝိနည်းထွန်းကားဖို့ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တာပါတဲ့ခုဒီကဓမ္မတို့ဦးဇင်းတို့အကြောင်းတွေကတကယ်ကိုညီညွတ်နေတဲ့အချိန်ပါပဲတကယ်ကိုညီညွတ်နေလို့ဒကာဓမ္မတို့ဦးဇင်းတို့အတွက်ကိုလုံးမယ်ဆိုရင်မမျှော်မှန်းနိုင်တဲ့အကျိုးကျေးဇူးတွေရနိုင်တဲ့အခွင့်အရေးကိုဒါလက်ဆုပ်လက်ကင်ရထားတာပဲဒီအခြေအနေမျိုးမှာဒီအခွင့်အရေးနဲ့တန်တဲ့အလုပ်ကိုလုပ်မလားသို့မဟုတ်ဒီအခွင့်အရေးနဲ့မတန်တဲ့အလုပ်ကိုလုပ်မလားဆိုတာကတော့ကိုယ့်ရဲ့ယုံကြည်မှုတရားကိုယ့်ရဲ့သိတဲ့ဉာဏ်ပညာကိုယ့်ရဲ့လုံလဝရိယဓာတ်ဒီပေါ်မှာမူတည်တာပေါ့နော်